အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ SKD Horror မြန်မာ Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Science ဆရာမောင်တင်ဆန်းရေးသားထားတဲ့တူရီယာနဲ့စိတ်ဆရာခန်းဆက်ဇလန်တို့ရဲ့အပိုင်း3ကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့အားပေးနားဆင်ကြည့်ကြပါအောင်ခင်ဗျာတမေချောင်းစီမောင်ဒီလူရဲ့လူကြီးကလက်ပတ်ငုံရွာတွင်စတင်ပြီးဖြစ်ပါတယ်စပားပေါ်ခြင်းငွေပေါ်ခြင်းဖြစ်တာကြောင့်ရွာမှာရှိတဲ့ပြိုလေးများဟာထမင်းအင်းကြီးဝေစာတစ်တစ်လွယ်လင်ကိုစီနဲ့အလှချင်းပြိုင်နေကြပါတယ်ငွေကြီးပိုင်းအားနေတဲ့တချို့လုံဝပြိုလေးများကိုတော့အလုတိုင်အိကာမကြီးဖြစ်တဲ့ဒေါ်ကြော့မီကသူ့ရဲ့အလူမှာဘယ်သူမှမျက်နှာမငယ်ရလေအောင်စေတနာတရားအားကောင်းစွာနဲ့အပြိုလေးများအကြိုက်ထမင်းအင်းကြီးတစုံစီဝယ်ပေးလေတယ်တူရီကလည်းအလူမှာသွားလာလှုပ်ရှားနေသူများငေးကြည့်နေစဉ်ကိုတူရီအေးမောင်နီနဲ့ပြီမို့ပြောလေအခုဘာလုပ်နေရလဲရှင်လောင်းလှဲ့တော်မယ်လေတိရလေအဲ့ဒါဘာလို့ရမှာလဲရော့အမပေးလိုက်တဲ့ဝစ်စားရော့ဒီမှာတပိတ်ငါကတွားဗျာမြင်မြလဲတော့ဟိုမှာကိုတူရီယာကိုစောင့်နေတယ်ကျုပ်တို့ကစင်မော်ကနေလိုက်မှာတူရီယာတယောက်ကြောင်ငေးနေစင်မှာပဲမောင်နီနဲ့ပြီမို့တို့ကလက်ကိုဆွဲကအိမ်ကြီးဘောကိုခေါ်သွားလိုက်ပြီးအဝိစားအစ်စ်များကိုလဲစေပါတယ်တောင်းမှာကိုလူမအဝိဆိုတဲ့စကားအတိုင်းတူရီယာတယောက်အဝိစားအစ်စ်လေးများဝစ်ဆင်လိုက်တဲ့အခါရှီရင်ဆွဲရုပ်ရည်ထက်များစွာကြည်ကောင်းသွားလေတယ်အဲ့နောက်မော်နီကကြော့ပြောကတူရီယာစပင်များကိုစီလူပေးလေတယ်ပြီမိုးကလည်းမျက်နှာကမိတ်ကလိမ့်ဖို့လုပ်နေရကြောင်းတူရီယာအမြန်တားဆီးလိုက်ရပါတယ်ပြီမိုးအဲ့လောက်ကြီးတော့မလို့တော့ဘူးထင်ပါတယ်ငါကဇက်ကမှမဟုတ်ဘူးလေကွာဟုတ်တယ်ပြီမိုးရအခုအနေထားနေတော့ရွာတွေကဆက်စလူးစိန်တွေငါတို့ကိုတူရီယာကြီးကိုငေးနေတော့မှာဟာမင်းတို့ကောင်တွေကလည်းကွာတူရီယာရှက်နေစင်မှာပဲအိမ်မော်တို့ຫນွေဦးတက်လာပြီးတူရီယာကိုမြင်သွားတဲ့အခါမတ်တက်ရက်လက်အသားငေးကြည့်နေလေထိုအခါမော်နီကအမဖြစ်သူရဲ့လက်မောင်းကိုပုတ်လိုက်ကမမတတိလဲထားအောင်နင်းတော့ကိုမကိုအဖေနဲ့မေကသူ့ကိုခေါ်ခိုင်းလိုက်လို့ရှင်လောင်းလဲတော့မယ်အဖေနဲ့မေထက်မမအပူခေါ်ခြင်းဟဲ့ကောင်မောင်နီမင်းတော့ကွာတူရီကလည်းຫນွေဦးကိုအားနာလို့မိဟားလိုက်ပါတယ်ຫນွေဦးကလည်းမောင်နီနဲ့ပြီမိုးကိုမျက်စောင်းထိုးကြည့်ကနင်တို့ကတော်တော်ရှစ်နေရပေါ့နင်တို့ရောက်ဖောက်မြန်ပြင်ခဲ့တော့ຫນွေဦးလည်းထိုးတော့ပြောပြရနဲ့ပြုံးကအိမ်ကကိုပြန်ဆင်းသွားတာကြောင့်တူရီကလို့၃ယောက်လုံးအာသိနေကြပါတယ်ခဏကြာတော့ဗျိုင်းတို့နီးပြပြုံးလိုက်မိကြပြီမောင်နီကဝမ်းသာအားရနဲ့တူရီယာကိုပြောလေရဲ့ကိုတူရီယာကိုမမကလက်ခံလိုက်ပြီပေါ့ကျွန်တော်အမရှက်တယ်လို့ဗျမရှက်တော့လေကျုပ်တို့ရှိမှတော့တဲလူကြီးပြောချလိုက်ပါရောလားဗျာဟာဟာတူရီယာတယောက်တသက်နဲ့တကူတခါမှမဖြစ်ခဲ့ဘူးတဲ့ပီတီကိုခံစားလိုက်ရပြီးပျော်ရွှင်ကြည်နူးနေလေတော့တယ်မောင်ရင်လောင်းလေးမောင်တို့ကစင်ကြီးဘော်ကနေဖိုးဖွားများနဲ့မိခင်ဖြစ်သူကလှမ်းကြည့်နေပြီးမိခင်ဖြစ်သူရဲ့ဘေးမှာရှိနေတဲ့တူရီယာကိုလက်ပြနှုတ်ဆက်လိုက်ပါတယ်ထိုအခါရွှေတီးမိုးပေးနေတဲ့မောင်နီနဲ့ပြီမိုးကရှင်လောင်းမော်တို့ကတယောက်တည်းခတ်တူစကားဆိုလေမောင်ရှင်လောင်းလေးဗျာဟိုကဦးလေးကအဲ့ဒါမောင်ရှင်လောင်းလေးရဲ့အဖေနော်ဗျာအဲ့ဒီဦးလေးကကျုပ်ဖေဘယ်လိုဖြစ်သွားတာလဲမောင်တို့ကလက်မခံနိုင်ဘူးလားမဟုတ်ပါဘူးဗျာအဲ့ဒီဦးလေးကကျုပ်မိန်နဲ့တိတ်လိုက်ဖက်တယ်ကျုပ်ဖေဖြစ်တော့လဲကောင်းတာပေါ့ရှင်လောင်းမောင်တို့ရဲ့စကားကြောင့်မောင်နီနဲ့ပြီမိုးတို့တယောက်မျက်နှာတယောက်ကြည့်ကပြုံးနေကြပါတော့တယ်မောင်နီအဖို့သူတို့မိသားစုရဲ့ခက်ခဲကိုကျိုးမမြော်ပဲကူညီခဲ့တဲ့တူရီယာကိုသူတို့မိသားစုဝင်အဖြစ်မြင်ကျင်လာပါပြီထို့အတွက်မရှက်နိုင်ပဲအမဖြစ်သူနဲ့အောင်တယ်ပေးနေခြင်းသာဖြစ်ပါတယ်စင်မော်ကနေတူရီယာနဲ့ຫນွေဦးကိုကြည့်ကပီတိဖြစ်နေလေသူတို့နီးတူဦးလွင်နဲ့ဒေါ်ကြော့မေတို့မှလည်းတင်ငန်းတော့ရွက်ထားတဲ့သမီးဖြစ်သူနဲ့တပိတ်လွယ်ထားတဲ့တူရီယာကိုကျေနပ်စွာနဲ့နောက်ကိုမကြလှည့်ကြည့်နေကြပါတယ်ຫນွေဦးကိုယ်တိုင်လည်းယခုလိုတူရီယာနဲ့ရှင်တွဲတဲ့အတူရှိနေရတာကိုကျေနပ်နေမိပါတယ်စိတ်ကောင်းရှိပြီးကြည်လက်ရှိတဲ့တူရီယာမှာတခြားသောယောက်ျားလေးများနဲ့မတူပဲတမှုထိုးရပါတယ်လက်ဖက်ငုံရွာသားတွေကလည်းလိုက်ဖက်လွန်လာတဲ့တူရီယာနဲ့ຫນွေဦးတို့အကြောင်းကိုအရှင်းရှင်းတီးတိုးပြောနေကြပါတယ်ဒီလိုနဲ့ဦးလွင်ရဲ့အလူတော်မင်္ဂလာကြီးကအောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါတယ်ကိုရင်မွေးဖို့အသေးအံငင်းခဲ့တဲ့မောင်တို့ဟာလူထွက်မဲ့နေ့ရောက်တာလူထွက်လို့ခြင်းမရှိတာကြောင့်ရင်းဆက်နေရတယ်။ဒီနေ့ရွာဦးရောက်ဆရာတော်ကမိခင်ဖြစ်သူຫນွေဦးနဲ့ဖိုးဖွားတို့ဟာကိုရင်မောင်တို့ကကိုရင်သူမနာကြောင့်ပြောကျင်တည်ဦးဆိုတာအခေါ်လွတ်တာကြောင့်
ဆရာတော်ရှေ့မောက်သို့ရောက်ရှိလာကြပါတယ်ထို့နောက်ဆရာတော်ကကိုရင်လေးသူမနာကိုခေါ်လိုက်ပါတယ်ကိုရင်လေးရောက်လာတဲ့အခါဆရာတော်ကြီးမှကိုရင်လေးအားမိန့်ပါတယ်ကိုရင်လေးတခါကြီးနဲ့တခါမကြီးတို့ရောက်နေပြီကိုရင်ပြောချင်တာပြောပြီတော့တင်မဖေဟာကိုရင်လေးသူမနာကအရင်နဲ့မတူပဲအနေထိုင်ပြောဆိုအတော်ကိုပြောင်းလဲသွားတယ်အရွယ်နဲ့မလိုက်ဖက်အောင်လဲတည်ငြိမ်လွန်းလာတယ်အဖိုးဖွားနဲ့မိခင်ဖြစ်သူတို့ကိုကြည့်တာတခါကြီးနဲ့တခါမကြီးတို့ကိုရင်လူမထွက်တော့ဘူးကိုရင်သူမနာရဲ့စကားကြောင့်ဦးလွင်ပါဝင်ဒေါ်ကျော်မင်းနဲ့ຫນွေဦးတို့အံ့အားသင့်သွားကြပါတယ်ထို့နောက်ຫນွေဦးကကိုရင်သူမနာအားလက်အုပ်ရှိကမျက်နှာငယ်လေးနဲ့ရှောက်တင်လေတယ်ကိုရင်လေးဖေဟာဝိရှင်တလားလောက်တော့ထပ်နေပါတလားပြည့်ရင်တော့ထွက်ပေါ်ဖေဟာဒကာမကြီးအရင်တော့တကယ်ပဲကိုရင်မွေးရှင်ခဲ့တာအခုတော့ကိုရင်ဝိနဲ့နေရတာဆက်ချမ်းသာတယ်ကိုရင်တစ်သက်လုံးလူမထွက်တော့ဘူးတပည့်တော်မကကိုရင်လေးမရှိလို့မရဘူးလေဒကာမကြီးရဲ့ဒကာသူရိယကိုခေါ်တာပေါ့ကိုရင်သူမနာရဲ့စကားကြောင့်ຫນွေဦးတယောက်ရှက်သွားတယ်ထိုအခါဆရာတော်ကြီးမှကိုရင်သူမနာကိုရင်လေးအဲ့လိုတွေပြောလို့မရဘူးလေကဲဒကာမလေးຫນွေဦးလေကိုရင်လေးကိုလူထွက်ဖို့ဖိအားမပေးတော့နဲ့သူပြောသလောက်ဝိပါစီကွယ်ဆရာတော်ကကြားဝင်မိတ်လိုက်တော့ຫນွေဦးလေးဘာစကားမှမပြောတာတော့ပဲကိုရင်လေးသူမနာပြောသလောက်ကိုရင်ဝိခွင့်ပြုလိုက်ပြီးတဲ့နောက်ဖုန်းကြီးတော့မှပြန်ခဲ့လိုက်ကြပါတော့တယ်ထို့နောက်ဦးလင်ကသူ့ရဲ့ဇနီးတွေကိုတစ်ချက်ကြည့်လိုက်ကအရှိမခတ်တုတ်ဖြင့်လမ်းလျှောက်သွားလေရဲ့ထို့ကຫນွေဦးကမိခင်ဖြစ်သူဟာအမေအဖေပဲသွားတယ်ရှိလို့လေဘယ်မှသွားစရာမရှိဘူးအမေတို့အနာမနေခြင်းလို့မြန်ထွက်သွားတာအမေစကားကဘယ်လိုကြီးလဲသူရိယကကိုစန်းလွင်တို့လင်မယားခေါ်ပြီးနင့်ကိုလာကြောင်းလန်းတယ်အဲ့ဒါသမီးအနေနဲ့ဘယ်လိုလဲမိခင်ဖြစ်သူရဲ့စကားကြောင့်ຫນွေဦးခိတ္တတွေ့ဝေသွားတယ်သူမအပေါ်မြေတာမပြတ်တဲ့သူရိယကိုမငင်းချင်ပါဘူးတို့ပေမဲ့သူမလိုကလေးမေတယောက်ကိုတစ်ချိန်ချိန်မှအပြစ်မမြင်နိုင်ဘူးလို့တထိချမယုံကြည်ရဲသေးပါဘူးသမီးတွေးနေရကိုအမေသိပါတယ်သူရိယလိုလူမျိုးကရှားတယ်သမီးကိုကျင့်တရားရောရုပ်ရည်ရောပြည့်စုံတယ်ဥစ္စာကတော့အမေတို့ကပြည့်စုံနေရမို့မလိုအပ်ပါဘူးငါသမီးလေးကိုတကယ်ရှင်းမြတ်နှွေးရင်ကိုကျင့်တတ်တယ်သူရိယကအမေလိုချင်နေတဲ့တမတ်မျိုးပဲသမီးမရှက်တမ်းဝင်ခံရရင်တော့သမီးလည်းသူ့ကိုတန်ရောတင်ရှိပါတယ်အမေဒါပေမဲ့သမီးနဲ့ယူလိုက်ရင်သူ့ရဲ့ပညာရဲ့အလကားဖြစ်သွားမှာကိုစိုးရိမ်မိတယ်။အော်သမီးရဲ့ तू ကဖုန်းကြီးမှမဟုတ်တာအချိန်တန်လို့အိမ်တော်ရသားထူထောင်တာပဲလေ။ဘာဆန်းလို့လဲ။အိမ်တော်တဲ့အထက်လန်းဆရာတွေမှာအများကြီးပါကွယ်။အင်းပါအမေတို့သဘောတူရင်တော့သမီးမငင်းတော့ပါဘူး။ငါသမီးရဲ့ကြောင့်အမေမသိဘူးထင်နေရလား။အမေကဝမ်းနဲ့လွယ်ပြီးမွေးခဲ့တာပါကွယ်။တော့ကြောင့်အမေကຫນွေဦးကိုပြုံးလျက်ကြည့်တာကြောင့်ຫນွေဦးတယောက်ချက်သွေးဖြာသွားလေ။အမေကလည်းကိုသမီးကိုဘာပြောနေရလဲမသိဘူး။သမီးဖြစ်သူချက်ချက်နဲ့ခက်မြက်မြက်လမ်းလျှောက်သွားတာကိုတော့ကြောင့်အမေတယောက်သဘောကျစွာနဲ့ကြည့်ကရေမောနေပါတော့တယ်။သူရိယတယောက်ရှေ့ရသူຫນွေဦးကိုလက်ထက်ရတော့မယ်ဆိုတာကြောင့်များစွာစိတ်လှုပ်ရှားနေမိတယ်။ဦးစန်းရဲ့အိမ်အောင်တန်းလျက်မှာထိုင်နေကအိမ်အောင်ပြရရမယ့်အကြောင်းတွေးနေမိပါတယ်။ဆရာသမားဦးဖိုးဝေကိုလည်းအကြောင်းမကြားမိပါဘူး။မနေ့ပြန်တောင်းရမယ့်အရေးကိုတွေးနေစဉ်လူလေးဘယ်လိုလဲကွာအဘတို့ကတော့မင်္ဂလာဆောင်မဖိတ်ပါလားအတန်နဲ့သူအိမ်ဝိုင်းနဲ့ဝင်လာသူမှာသူ့ရဲ့ဗဆရာဦးဖိုးဝေဖြစ်ပြီးနဘေးမှာဘိုးတော်ပေလဲမောင်နီနဲ့အတူပါလာလေရဲ့ထိုကသူရိယတယောက်အံ့ဩနေပြီအဘနဲ့ဘိုးတော်ပေအေးဟုတ်တယ်မင်းကငါတို့ကိုမပြောပေမဲ့မင်းအဆောင်ကအဘကိုလာပြောတယ်ကွာဘိုးတော်ပေကပြောပြောဆိုဆိုနဲ့ပြုံးရင်ကသူရိယနားမှာဝင်ထိုင်လိုက်တယ်လို့ဦးဘိုးဝေကလည်းသူရိယနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပါတယ်။မောင်နီကတော့သူတို့ကိုနှုတ်ဆက်ကပြန်သွားပါတယ်။ထို့နောက်ဦးဘိုးဝေကသူရိယအကြည့်ကလူလေးအိမ်ရှင်တွေရောကျွန်တော်မင်္ဂလာဆောင်တော့ပြင်ဆင်နေကြတယ်။အေးကွာမိကောင်းဆွေကောင်းနဲ့ရထားတာကလည်းမင်္ဂလာတစ်ပါးပါပဲ။အဘကိုအကြောင်းမကြားတဲ့အတွက်ကျွန်တော်ကိုခွင့်လို့ပါအဘ။အဘတရားထိုင်နေတာအနောက်ရှက်ဖြစ်မှာစိုးလို့ပါ။အဘနားလေပါလေလူလေးရာအဘကအပြစ်ပြောဖို့လာခဲ့တာမဟုတ်ပါဘူးမိဘနေရာကနေတောင်းရမ်းပေးဖို့လိုက်လာတာဟုတ်ကဲ့ပါလူလေးရေအိမ်တော်ပြုတ်တာအပြစ်မဟုတ်ပါဘူးတီလာဖောက်တာကတာပြေးအကွယ်
အဲ့တော့အိမ်အောင်ကြတော့လဲငါးပါးတီလာတော့မြဲပါစေကွယ်ဆက်ရပါပါနောက်တစ်ချက်ကကိုယ့်ရဲ့ဇနီးတဲ့ကိုစုံမက်မျက်နှာကိုဘယ်တော့မှမလျော့ပါစေနဲ့ဟုတ်ကဲ့ပါပါသူရိယာဆုံးမစကားပြောနေတဲ့ဥဖိုးဝေကိုဘိုးတော်ဘေကခပ်ပြုံးပြုံးဖြင့်ကြည့်လိုက်ပြီးစကားပြောလေရဲ့ဥဖိုးဝေတကယ်ဆိုကျောင်းမှာကြံခဲ့တဲ့နှစ်ယောက်ကသူရိယာကိုဆုံးမရမှာဗျဘာလို့လဲဘိုးတော်ဘေကျုပ်နဲ့ခမရကအိမ်အောင်မကြဘူးလေဗျာဘိုးတွေနဲ့တာကြီးကအိမ်အောင်ကြဘူးရဲ့လေအော်ဟုတ်သားဗျဟုတ်ပါသူတို့စကားပြောနေကြတော့အိမ်ရှင်ဖြစ်တဲ့ဦးစန်းလွင်နဲ့ဒေါ်တန်းခင်တို့ရောက်လာကြပြီးဦးဘိုးဝေကိုမြင်တာနဲ့အားရဝမ်းသာစွာအဲဝေပြုတ်လေတယ်ဆရာကြီးတို့ရောက်နေတာကိုမတန်းခင်ရင်နွေးချမ်းလေးမြင်မြတ်လောက်ပါဟာရတယ်ငတ်တို့ဦးကြီးတို့ခဏနေဦးလွင်အင်ကိုသွားကြမှာဟုတ်ကဲ့ပါဆရာကြီးဒါပေမဲ့ရင်နွေးချမ်းလေးတော့သုံးဆောင်သွားရမယ်ခဏတော့ဆရာကြီးဦးစန်းလွင်ကပြောဆိုနဲ့အိမ်ဘောကိုလင်းမြန်တက်သွားလေထိုအခါမှဦးဘိုးဝေကသူရိယာအကြည့်ကလူလေးကမိတာစိတ်တွေများနေတော့လူလေးတတိမထားမိဘူး။ဘာများလဲဗျ။အခုလာတာမင်္ဂလာဆောင်ကိုလာတာမဟုတ်ဘူး။လူလေးကိုတတိပေးစရာရှိလို့လာခဲ့တာ။ဗျာ။မနေ့ပြန်လူလေးဆွေးဆက်ကြောင်းလန်းပြီးအဘတို့ပြန်မယ်။လူလေးကိုတတိပေးချင်တာကလူလေးရဲ့မင်္ဂလာဆောင်ကိုနှောက်ယှက်မဲ့သူရှိတယ်။လူလေးသူ့ကိုနိုင်ပါတယ်။ဒါပေမဲ့ဒေါသကိုရှေ့တန်းမတည်မိစေနဲ့။မေတ္တာတရားနဲ့ဖြည့်ရှင်းဖို့အဘတို့ကြိုတတိပေးတာအကွယ်လေးနဲ့တည်ကြည်စွာနဲ့စကားဆိုနေတဲ့ဦးဖိုးဝေကိုကြည့်ပြီးဆရာသမားများပြောတဲ့အတိုင်းမေတ္တာဖြစ်တဲ့ပြဿနာကိုဖြေရှင်းမယ်လို့သူရိယာတွေးလိုက်ပါတော့တယ်မင်္ဂလာရှိတဲ့နက်ခင်းလေးကိုပြောရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဦးလွင်ရဲ့အိမ်ရှိရာကိုရှောက်လန်းနေသူများကြောင့်ဖြစ်ပါတယ်ရှေ့တုန်းကကြွလန်းလာသူများမှာဦးဖိုးဝေဘိုးတော်ပေရက်မိရဖလူကြီးများဖြစ်ပြီးသူရိယာနောက်တွင်ဦးစန်းလင်တို့ဇနီးမောင်နှံပြီးရွာသူရွာသားချို့နဲ့သူတို့သားလောသူရိယာနဲ့ပြည်မိုးတို့ဖြစ်ပါတယ်မကြခင်မှာတော့သူတို့အားလုံးဦးလွင်ရဲ့အိမ်ကိုရောက်လာပြီးလူကြီးများမှတောင်းရင်စကားဆိုကြလေရဲ့ဦးလွင်ဒီနေ့ကျတို့လာရတဲ့အကြောင်းကတော့ဟောဒီကလူငယ်လေးမောင်သူရိယာကဦးလွင်ရဲ့သမီးကညာလေးကိုမြစ်တာတက်ဝင်လို့မိသားဖသားပြီးလာရောက်တောင်းရင်ချင်းပါခမညာဟုတ်ကဲ့မောင်သူရိယာအတွက်ဒီကကိုစန်းလင်ကလဲလေးကနဲ့နွားတရှင်တင်တောင်းပေးပါတယ်ခမညာထိုအခါဦးလင်ကပြုံးရွှင်နေတဲ့ကိုစန်းလင်ကကြည့်ပြီးပြုံးလေးရဲ့စကားဆိုလေဆရာကြီးနဲ့ဟောဒီကရရလူကြီးတွေရဲ့ရှေ့မှာပြောရမှာရှက်ပင်မယ်ရှက်မနေတော့ပါဘူးဗျာကျုပ်အနေနဲ့သူရိယာလိုလူတော်လူကောင်းလေးကိုတမတ်ဖြစ်တော်ခွင့်ရတာကိုပဲဝမ်းမြောက်နေပါပြီဘာမှမတင်တော့လဲလက်ခံပါတယ်ဗျာကိုစန်းလွင်အနေနဲ့ကျုပ်ကိုအားမနာပါနဲ့ကျုပ်ကသဘောတူပြီးသားပါဟာမဟုတ်တာဦးလွင်ရဲ့ကျို့တို့ကလည်းသူရိယာကိုတားတယောက်လိုသဘောထားလို့ပါဗျအဲ့ဒါဆိုလဲမင်္ဂလာဆောင်ကုန်ကြစိတ်ကိုတော့ကျုပ်ကပဲအကုန်ခံမရစီဗျာရွာသူရွာသားများလည်းအတော်အံ့ဩသွားကြပါတယ်တစ်ဆက်တည်းမှာပဲသူရိယာပေါ်တော်ကောင်းတဲ့သူတွေပါလားလို့လည်းရှင်းမိုးနေကြပါတယ်ဦးဖိုးဝေနဲ့ဘိုးတော်ဘေကလည်းဦးလွင်နဲ့ဦးစန်းလွင်ကိုကျေးဇူးတင်စကားပြောကြလေရဲ့တကယ်ဆိုကျိုးတို့တွေအနေနဲ့ပို့လို့တာဝန်ရှိပါတယ်ဒါပေမဲ့ကျိုးတို့ကဖုန်းကြီးเจ้าမှာနေရတာဆိုတော့မတက်နိုင်ပေဘူးလေအဲ့တော့ဦးလွင်နဲ့ကိုစန်းလွင်ကိုမျက်နှာပူပူနဲ့ပဲကျေးဇူးတင်ပါတယ်ဗျာဟုတ်ပါတယ်ဗျာဘိုးတော်ဘေကဦးဖိုးဝေရဲ့စကားကိုထောက်ခံလိုက်ပါတယ်ဦးလွင်နဲ့ဦးစန်းလွင်ကလက်ကပြလိုက်ကမဟုတ်တာဆရာကြီးနဲ့သူရိယာရဲ့ကျေးဇူးတွေကပိုများပါတယ်ဗျာဟုတ်ပါတယ်ဦးလွင်ဒီလိုနဲ့အရာအားလုံးဆင်ချောနေချိန်ရွာထဲမှာလူငယ်တယောက်အိမ်မောကိုတော်တော်ပါပြေးတက်လာပြီးအမောတကောနဲ့စကားဆိုလေတကြီးနဲ့ဦးလွင်ရွာတောင်ဝင်းကထွန်းတော့တို့သားလုံးကိုတတ်မယ်ဆိုပြီးဓာဆွဲလာနေရဲ့ဓာနဲ့မို့ကျိုးတို့လည်းမတားရုံမျိုးထိုစကားကြောင့်အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်မင်းကလေးရှင်များမှလည်းတူရိယာနဲ့ဦးဖိုးဝေတို့ဟာအတော်အားနာနေရရှိတယ်လွေဦးမှလည်းအတော်မျက်နှာပြက်နေပါတယ်ထို့နောက်ဦးဖိုးဝေကအိမ်ပေါ်မှာရှိနေတဲ့လူများကိုစိတ်မပူရန်ပြောလိုက်လေကဲဘာမှစိတ်ပူမနေနဲ့အထက်လမ်းဆရာတယောက်မင်္ဂလာဆောင်တာပဲဒီလောက်အနှောင့်အယှက်တော့ရှိမှာပေါ့ကဲလူလေးရေသွားဖြေရှင်းလိုက်ပါဦးအိမ်ထဲထိတော့သူဝင်မလာနိုင်ပါဘူးဟုတ်ကဲ့ပါ
ကျွန်တော်သွားရှင်းလိုက်ပါမယ်တူရီကထိုင်နေရမှာမတ်တရက်လိုက်ပြီးအိမ်အောက်သို့ဆင်းသွားလေရဲ့သူ့နောက်မှာတော့မောင်နီနဲ့ပြည်မိုးပြင်တခြားရွာသား၄-၅ ယောက်ခန့်ပါသွားလေရဲ့ကျန်တော်သူများမှာစိုးရိမ်ပူပန်နေကြတော့လေဦးဘဝင်နဲ့ဘိုးတော်ပေတို့ကပူပန်မှုမရှိပဲစကားပြောနေရကြောင်းတခြားသူများမှာအော်နေကြပါတော့တယ်ဒီကောင်ငါတတ်မယ်တက်ပြစ်မယ်ဟဲ့ကောင်ထွန်းတော်မင်းလက်ထက်ကဓာကြီးကိုချစမ်းမင်းနဲ့ပါဆိုင်လို့လေကွာငါ့ကိုလာမတားနဲ့တားရင်တားတဲ့ကောင်လေးကိုပါသေတက်ပြစ်မယ်ခပ်ပြီးထွန်းတော်ရာမင်းကအမြဲအေးစစ်စစ်နေတဲ့သူပါကွာအခုမှဘလို့တွေဖြစ်တာလဲဟာထွန်းတော်လို့အမိရတဲ့လူငယ်ကကြံခုတ်ဓာတ်ကိုကင်ပြီးမျက်လုံးများနေရဲနေတဲ့အထိဒေါသထွက်နေပါတယ်သူ့ရဲ့အပေါင်းအသင်းတွေလည်းထွန်းတော်ရဲ့အပြုတ်မှုကိုနားမလည်နိုင်ဖြစ်ကခက်လန်းလန်းမှနေပြီးတားဆီးနေကြတယ်ခဲကောင်မင်းကຫນွေဦးနဲ့လည်းဘာမှမဆိုင်ဘူးပြီးတော့တို့သားလုံးကလည်းရင်ကြီးကြီးပါပဲမင်းကဘာအောင်မကြည့်မနဲ့ဖြစ်နေတာလဲပြောစမ်းမအောင်ຫນွေဦးကိုဘယ်သူနဲ့မှသဘောမတူဘူးခတ်ပြီးຫນွေဦးကမင်းနဲ့အမျိုးလည်းမတော်ဘူးဘာဖြစ်နေတာလဲကွာမင်းတို့ငါအနာကတ်မလာနဲ့နော်လေဘင်းကိုတိကနေနေအောင်ပိုင်းမြင်ပါထိုးတော့ကဓာတ်ကိုဝေရမ်းပြီးဒေါသနဲ့ကျင်းဝါနေရကြောင်းအနာကိုဘယ်သူမှမကက်ရဲပါဘူးဒီလိုနဲ့ရွာလမ်းမပေါ်မှာလူများတရုံရုံနဲ့ဦးလင်ရဲ့အိမ်ဘက်စီကိုသွားနေကြပါတယ်ထိုလူတွေကြောင့်ရွာလေလမ်းလေးမှာဖုံမြတစ်ထောင်ထောင်ထားနေပါတယ်ရိုးရိုးသေးတဲ့အနေထားများကြောင့်ခွေးများလည်းစူညံစွာဟောင်းနေလေတယ်မကြခင်ချိန်တွင်းမှာတော့ဦးလင်ရဲ့အိမ်နဲ့မလန့်မကန့်ကိုရောက်လာတဲ့အခါထုံးတော့တယောက်ဓာတ်ကိုထမ်းလျက်သားနဲ့ရက်တန့်သွားတယ်အကြောင်းကတော့သူ့ရဲ့ရှေ့မလန့်မကန့်မှာရက်နေတဲ့တူရီယာကြောင့်ဖြစ်ပါတယ်တူရီယာကထွန်းတော့ရဲ့ရှေ့တဲ့ကိုသွားနေရကြောင်းဘေးမှာရှိတဲ့မောင်နီနဲ့ပြည်မိုးကဝင်တားလိုက်ကြတယ်ဒါပေမဲ့တူရီယာကလက်ကပြလိုက်ပြီးရတယ်ငါညီတို့အခုဘာမှမဖြစ်ဘူးမင်းတို့သာနောက်ကိုစုပ်နေကြတူရီယာကထိုးထိုးပြောပြီးတာနဲ့တမာရီကိုတီးပြီးထွန်းတော့ကစူးစိုက်ကြည့်လိုက်ပါတယ်ထိုအခါထွန်းတော့ရဲ့ကုန်းမှာခွာစည်းရတဲ့အရေးမဲကထွန်းတော့ကသူပြောခိုင်းတဲ့အတိုင်းပြောစီတယ်လို့အယုတ်ကျိုးဆွဲခံရသူတယောက်လို့သူပြုတ်လောက်ခိုင်းတဲ့အတိုင်းထွန်းတော့ကပြုတ်လို့နေရပါတယ်ထွန်းတော့တူရီယာကထိန်းချုပ်ခံထားရတဲ့ထွန်းတော့ကိုကြည့်လိုက်ကကဲမင်းမသူလဲဆိုတာငါ့ကိုပြောဟာငါထွန်းတော့လေဒီရွာလုံးကိုလိုက်မေးကြည့်မူရမရများမနေနဲ့မင်းမသူလဲအမှန်တိုင်းပြောလိန်ပြောရင်ငရဲမိနဲ့အမြိုက်ခံရတယ်လို့ပူလောင်စေငါထွန်းတော့ကွာအာပူတယ်ထက်လေမင်းပူဆုံးမယ်အမှန်တိုင်းပြောစမ်းငါကထွန်းတော့ကွာအာမင်းကအသားနာခံပြီးတော့တောင်လိန်နေရကိုမင်းငါ့ကိုဘာလို့နှောက်ယှက်တာလဲငါထုံးတော့ကဓားကင်ထားရင်ကတွန့်လင်ကောက်ဝေးနေတယ်အချိန်တန်ကြာတဲ့အထိထိုးထိုးဖြစ်နေမှာရုတ်တရက်ငြိမ်ကျသွားပြီးဓားကိုလွတ်ချလိုက်ကလူကလည်းဆက်ဆက်တုံရင်လွတ်နေပါတယ်ထိုကမှတူရီယာနောက်ကိုလှည့်ကြည့်လာပြီးဦးဖိုးဝေဟာအံ့ဩစွာနဲ့စကားဆိုလေအဘဘာလို့လွတ်လိုက်တာလဲဒီကောက်ကိုအမှန်တိုင်းမေးစစ်မှရမှာလူတွေအဘပြောတာတွေကိုမင်းမေ့နေပြီလားမြစ်တာထားရမယ်ဆိုတာလေထိုစကားကြားတဲ့အခါမှာတူရီယာတက်ပြင်းတစ်ချက်ချလိုက်ပြီးဟုတ်တယ်ပါကျွန်တော်ရဲ့မင်္ဂလာဆောင်ကိုဖျက်မဲ့ကောင်လေးဆိုတော့ကျွန်တော်တော်တော်စိတ်တူသွားတယ်လူလေးဘယ်ကိစ္စမဆိုကြိုးကြောင်းရှိတယ်ကွယ်မင်းရဲ့စိတ်ကိုလျှော့စမ်းကျွန်တော်ခွင့်လို့ပါပါကဲမင်းဦးလင်ကိုပြန်ကြည့်တော့ဒီကိစ္စအဖရှင်းပေးထားမယ်ဟုတ်ကဲ့ပါဦးဖိုးဝေကတူရီယာကိုဦးလင်ရဲ့အိမ်သို့ပြန်စေလိုက်ပြီးကြောင်ငင်းနေတဲ့ထွန်းတောင်ကိုပြောလိုက်ပါတယ်ကဲကောင်လေးမင်းအိမ်ပြန်ရမယ်ငါပါလိုက်ခဲ့မယ်ရွာသားတွေဘာမှမဖြစ်တော့ဘူးကိုယ့်အိမ်ကိုပြန်ကြတော့ဦးဖိုးဝေပြောတဲ့အခါမှာဆက်စုနေတဲ့ရွာသားများမှလည်းလူစုခွဲသွားကြပါတယ်ထွန်းတော့ဒီလေသူ့ပေါင်းသင်းတွေရဲ့ဖေးမမှုနဲ့ဦးဖိုးဝေကိုခေါ်ကအိမ်တို့ပြန်ခဲ့လိုက်ကြပါတော့တယ်မိမသူလေငါ့ကိုအမှန်တိုင်းပြောကွယ်ကျုပ်လှငွေဆိုတာကຫນွေဦးရဲ့ယောက်ျားຫນွေဦးမှယောက်ျားမရှိဘူးငါသိပြီမင်းကမိတော့ရွာကလှငွေလားဟုတ်တယ်ငါဟိုကောင်နဲ့သဘောမတူဘူးမင်းတို့ငါမနိုင်ဘူးတေးရင်တေးပါစေအဲ့ကောင်မင်္ဂလာပွဲကိုဖျက်မယ်ထိုးသောစကားကိုထိုးနောက်ဆိုတဲ့လူငယ်ရဲ့နှုတ်မှာပြောနေခြင်းဖြစ်ပါတယ်
ဦးဘဝေလည်းသူ့ရှိကဝင်ရောက်ပူးကတ်ခံနေရတဲ့ထွန်းနောက်ကိုကြည့်ကသိလိုတာများအားမေးမြန်းနေရဲ့ထွန်းနောက်ဦးဘဝေတက်ပြင်းတစ်ချက်ကိုချကလှငွေမင်းလိုကဝေ10 ယောက်ရှိလေတူရိယကိုမနိုင်ဘူးငါမင်းကိုပြောချင်တာကမင်းမနှောက်ချက်နဲ့နှောက်ချက်ရင်လည်းအရာထင်မှာမဟုတ်ဘူးငါပေးပါစေသူတို့နှစ်ယောက်မညားစေရဘူးမင်းလောက်ရက်ကိုမှန်တယ်လို့များထင်နေရလားထွန်းတော့ကဲဟုတ်ပြီလေမင်းလည်းမင်းလှုပ်ရှင်တယ်လို့လုပ်ပြီးတော့ငါလည်းတူရိယကိုလှုပ်ရှင်တယ်လို့လှုပ်ခိုင်းလိုက်တော့မယ်အခုအချိန်ကစပြီးမင်းမဆိုင်တဲ့သူတွေမှာဘူးကတ်တာမျိုးမလုပ်တော့နဲ့အိုးဘဝေထိုးသူပြောလိုက်ပြီးနောက်လက်ကိုဝှေ့ရမ်းလိုက်ရာထွန်းတော့တယောက်တုံရင်သွားပြီးတတိပြန်လည်လာတော့လူတယောက်ပေါ်မှာအိုးဘဝေကိုငေးကြည့်နေလေတယ်အိုးဘဝေကသူ့ဟာပြုံးပြနှုတ်ဆက်စကားဆိုလိုက်ပြီးတူရိယကိုတတိပေးစကားပြောကြရန်အိုးလွင်ရဲ့အိမ်သို့ထွက်သွားပါလေတော့တယ်ဟုတ်ကဲ့ပါခင်ဗျာတူရိယနဲ့စိတ်စီရဇလန်လေးရဲ့အပိုင်း3ကိုတော့ဒီမှာပဲရနာဝင်ပြပါဦးခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားဖွယ်ဇလန်ကောင်းများစွာတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ SKD Horror Myanmar Channel လေးကို subscribe နှိပ်ပေးသွားကြပါဦးလို့အားလုံးတောင်းဆိုလိုက်ရပါတယ်ခင်ဗျာ